မြတ်စွာဘုရားကလူတို့ရဲ့အခြေခံကိုယ်ကျင့်တရားတွေကိုခုလို17မျိုးဟောပြတာပဲဖြစ်တယ်နော်သူများပစ္စည်းနံပါတ်1သူများပစ္စည်းမခိုးရဘူးနံပါတ်2နော်လိမ်မပြောရဘူးနံပါတ်3ရှာဓုဂုံသိမ်းစည်းစိမ်ဥစ္စာရှားရှိလာတဲ့အခါမှာမရစ်မူးရဘူးနံပါတ်4တရားသဖြင့်ပစ္စည်းဥစ္စာကိုရှာဖွေရမယ်နံပါတ်5ကောက်ကျစ်ဆင်းလဲတဲ့နည်းနဲ့ပစ္စည်းဥစ္စာမရှာရဘူးနံပါတ်6နော်ပစ္စည်းဥစ္စာတွေရလာတဲ့အခါမှာဒီရှင်မှုမေးလျော့ခြင်းမလုပ်ရဘူးမရှင်မှုရဘူးတို့ဆိုလိုတယ်နံပါတ်9စိတ်ဓာတ်တည်ငြိမ်မှုရှိရမယ်နံပါတ်10ယုံကြည်မှုခိုင်မြဲရမယ်နံပါတ်3ကိုယ်တယောက်တည်းကိုဘယ်တော့မှ